နေ့ကတော့ချမောင်ရွက်ကြောလေးနဲ့ချမောင်ရွက်ကြောလေးနဲ့ဖြစ်လို့လေးပေါ့ကျွန်တော်တို့နိုင်ငံခြားမှာနေတဲ့လူတွေကကိုယ့်ရဲ့မိသားစုအတွဲဆိုလို့ရှိရင်ဘယ်လိုဖြစ်တယ်လို့ပဲစားစားဘယ်လောက်ပဲဆူဆူပေါ့နော်ကိုယ့်ရဲ့မြန်မာပြည်မှာကြံခဲ့တဲ့ကိုယ့်ရဲ့မိဘပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိန်းမပဲဖြစ်ဖြစ်နိုင်ငံခြားပို့တဲ့ငွေကိုစီမံခန့်ခွဲပြီးလို့ရှိရင်စုဆောင်းနိုင်မှာအဆင်ပြေတယ်နိုင်ငံခြားလူကတော့ဘယ်လိုပဲကိုမိသားစုအတွက်ဘယ်လိုဖြစ်တယ်လို့ပဲနေဘယ်လိုဖြစ်တယ်လို့ပဲစားပေါ့နော်နောက်ကြောက်မှကြံခဲ့တဲ့မိသားစုတွေကအိပ်ပေါင်နဲ့ဖားကောက်ဖြစ်တယ်လို့နေမယ်ဆိုရင်ကတော့ဘယ်တော့မှအောင်မြင်လာမှာမဟုတ်ဘူးကိုရီမိသားစုအတွက်ဟောငါတာငါသမီးငါယောက်ျားငါမိန်းမရှာထားတယ်ဆိုတဲ့ပစ္စည်းကိုပေါ့နော်တမ်းမိုးမထားပဲနဲ့ဗမကုံဝင်ကိုယ့်ရဲ့ငါယောက်ျားရှိရပို့ငါသမီးရှိရပို့ဆိုတဲ့တွေ့ရနဲ့ကြိုးပြီးရင်တုံးပြီးရင်နေမယ်ဆိုရင်ကတော့နိုင်ငံခြားမှာဘယ်လိုဖြစ်တယ်လို့ပဲစားမိသားစုကဘယ်တော့မှဆင်ပြေလာမှာစီးတဲ့ရေဆဲတဲ့ကစင်းဆိုလိုပဲနောက်ကနေလဲ3တင်တဲ့ဟာ3စုတင်တဲ့ဟာ3စုအဲလိုတိုးတိတ်လုံနိုင်မှာလားနိုင်ငံခြားမှာလှုပ်ရတဲ့လူလည်းအဆင်ပြေတယ်ပြန်သားတဲ့ချိန်ကျရင်လည်းကိုယ်ပိုင်စီးပွားရေးလေးပဲဖြစ်ဖြစ်လှုပ်ဖို့ဝင်ငွေလေးစုမိဆောင်မိဖြစ်မှာအလုံးမမဟုတ်ဘဲနဲ့ရတာ3တချို့ကြိုးတုံးတဲ့လူတွေတောင်ရှိတယ်ငါယောက်ျားပို့ဖို့ငါသားပို့ဖို့ငါသမီးပို့ဖို့ဆိုတဲ့အတွေ့အကြုံနဲ့ကြိုးတုံးနေတဲ့လူတွေတောင်ရှိတယ်အဲဒါမျိုးကြိုးတုံးနေလို့ကတော့နိုင်ငံခြားမှာတစ်လုံးနေလဲအဆင်ပြေလာမှာမဟုတ်နိုင်ငံခြားနေတဲ့လူတွေကလည်းဘလောက်ပဲဆူဆူဘလို့ပဲပို့ပြန်ချိန်ကအလံဝေးနေအောင်ပါ